Hello အားလုံးပဲမင်္ဂလာပါဒီနေ့လင်းကကိုကို juice လေးလင်းနဲ့တူတောက်ကြရအောင်လင်းဒီနေ့ကတော့ကိုကို juice ဖြော်နေအကြောင်း sharing လုပ်သွားမှာဖြစ်ပါတယ် sharing မလုပ်ခင်မှာကိုကို juice ကဘာအတွက်ကောင်းလဲဆိုတဲ့အကြောင်းနင်း sharing နည်းနည်းလုပ်ချင်တယ်ကိုကိုက chocolate နဲ့မတူတာကြတော့ကိုကိုအမှုတ်ကကြတော့လေသူကဖြော်တောက်လို့ရှိရင်လင်းတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတွေးလိုက်ပတ်မှုအားကောင်းစေရပို့ပြီးတော့ relax mode ကိုရောက်သွားတယ်ပေါ့လင်းတို့ stress တစ်ခုခုရှိရဆိုလို့ရှိရင်ဒီလိုမျိုးကိုကိုမှုတ်ကိုတောက်လိုက်တယ်ဆိုလို့ရှိရင်လူကစိတ်ကငြိမ်ကျသွားပြီးတော့ပို့ပြီးတော့တရားထိုင်တယ်လို့မျိုးပဲကွာသူစိတ်ကိုလုံးဝငြိမ်းချမ်းသွားစေတဲ့ပုံစံဖြစ်သွားပြီးတော့အာယုံကိုကြည်လင်စေရဲ့ဓာတ်ကလေးတစ်ခုပြပါတယ်အဲ့တော့လင်းတို့စဉ်းစားကြည့်အောင်ထူပူနေတဲ့အချိန်မှာပေါ့နော်နင်တို့ idea ကောင်းနေစဉ်းစားရင်ထွက်လာမထွက်ဘူးဟုတ်အဲ့တော့တရားထိုင်လိုက်တဲ့အချိန်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအာယုံညီကျသွားတဲ့အချိန်ပဲဖြစ်ဖြစ်စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ်တစ်ခါတလေမစဉ်းစားဘဲနဲ့အောင် idea ကောင်းနေထွက်တယ်ဟုတ်အဲ့လိုဆိုလို့ရှိရင်တော့ဒီကိုကိုမှုတ်ကအဲ့လိုမျိုး stress level ကို short ချပြီးပြီးတော့အာယုံကိုငြိမ်စေရဲ့အစွမ်းအင်ပေးပါတယ်အဲ့တော့ဒီနေ့တူဒီလိုကောင်းချိုးလေးရှိရဲ့ကိုကို juice ကိုဘယ်လိုဖြော်တောက်ရမလဲဆိုတဲ့နည်းလမ်းလေးကိုစက်ကြည့်လိုက်ရအောင်ပထမတစ်ခုကကြတော့လင်းကတော့ကိုကိုကိုနွားနို့နဲ့ဖြော်မှာဖြစ်ပါတယ်အဲ့ဒါကတော့ရှင်းပါတယ်နွားနို့ကိုလင်းကတော့ကြိုပြီးတော့ပွက်ဆူအောင်တဲတယ်ပြီးတော့လင်းကကြတော့ကိုကိုကြတော့ဖြစ်ချင်တော့ကိုကိုမှုတ်ကိုရှာလို့မရဘူးအဲ့ဒါနဲ့ Suli Square မှာလင်းက chocolate ဆိုပြီးမှားပြီးဝယ်လာတဲ့ဟာကိုကိုဘာကြီးဖြစ်နေအဲ့တော့လင်းကိုဘာလေးကိုဖြော်ပြီးတော့ရင်သွေးနဲ့ဖြော်လိုက်မယ်ပေါ့နော်ဒီကိုဘာကတော့တတောင်းပဲရှိရယ် Suli Square အောက်ထပ်မှာအများကြီးရတယ်ပေါ့နော်ပြီးတော့ကိုဖြော်ထားရဲ့အရေးရဲ့ဒါ mix ဖြော်ထားရဲ့အရေးရဲ့ကိုရှောပြီးတော့အဲ့မှာ pink sock ရဲ့ပြီးတော့ပြားရည်ရထည့်ပြီးတော့တောက်လို့ရပါတယ်တောက်လိုက်လို့ရှိရင်တော့သူကလေကိုကဒီတိုင်းတောက်ရင်တော့တအားခါတယ်mix နဲ့တောက်ရင်တော့တော်တောက်လို့ကောင်းတဲ့ခံစားချက်လေးရပါတယ်ဒါပေမဲ့လင်းက mix နဲ့မတည့်ဘူးဆိုင်တမဆို mix နဲ့မတည့်တဲ့အတွက်လင်းမှာအခြားနည်းပြောင်းစဉ်းစားရတယ်ပေါ့နော်အဲ့တော့ mix နဲ့မတည့်တဲ့လူတွေကကိုကြတော့oat milk နဲ့တောက်မှရတယ်ပေါ့နော်ဒီမှာကတော့ oat milk ကရှားတယ်အဲ့တော့လင်းတို့ oat milk ကိုရအောင်ဆိုလို့ရှိရင် oat milk ကနေလောက်ရတာမျိုးလေးတော့ရှိနိုင်တယ်အဲ့တော့လင်းအနေနဲ့ကပထမ3-5ရက်လောက်က oat milk ကမရနေတဲ့အတွက်နဲ့ဘာလို့ရလဲဆိုလို့ရှိရင်အဲ့ကိုပဲနောက်ထပ်တစ်နည်းကတော့ဖြော်တယ်ပြီးတော့ပြားရည်ထည့်တယ်ပြီးတော့တကြားထည့်ပြီးတော့လည်းတောက်ပါတယ်အဲ့လိုဆိုရင်တော့ခါတဲ့အရသာလေးကနည်းနည်းလေးကျသွားတယ်အဲ့တော့တောက်လို့ကောင်းတယ်ပေါ့နော်နည်းနည်းအရသာလုံးဝခါမနေဘူးဆိုရင်ခံစားချက်ကလေးရပါတယ်အဲ့ကိုကိုတောက်ပြီးတဲ့အချိန်မှာလင်းသတိထားမိရလင်းအာယုံလေးပိုငြိမ်နေပိုပြီး creative ဖြစ်တဲ့ခံစားချက်ကလေးပိုရတယ်ပေါ့နော် idea ကောင်းနေပိုထွက်တာကိုလည်းတွေ့ရပါတယ်စိတ်ကလည်းလောမနေတဲ့ခံစားချက်မျိုးရတယ်ဘာလို့ကိုတိတ်လောမနေဘူးဆိုတဲ့ခံစားချက်လေးရတယ်ပေါ့နော်နောက်တနည်းကကြတော့အုတ်မေးရလာတာကကြတော့လင်းကဒီအုတ်မေးကို city mall ကနေမှာလိုက်တာပေါ့နော်အဲ့အုတ်မေးကနေအုတ်မေးလုပ်လို့ရတယ်ဆိုတာဒီလို city mall ကနေမှာလိုက်2500ပေးရတယ်ပေါ့နော်ဒီအုတ်မေးလင်းဘယ်လိုလုပ်လဲဆိုတော့ရုံးမှာကြတော့အုတ်မိကဖြော်လို့မရဘူးလေအုတ်မီးကနေဖြော်လို့ရတယ်ဆိုပေမဲ့အရန်ကြီး blender တွေပါညာနေဆိုစင်မပြေဘူးအဲ့တော့လင်း office မှာကြတော့လင်းဘယ်လိုလေးတောက်လဲဆိုလို့ရှိရင်ဒီကိုဘာကိုအရေးဖြော်တယ်ပြီးတော့အုတ်မေကိုရင်နွေးနဲ့ဖြော်လိုက်တယ်ခုလုံးမှွေရယ်ပြီးတော့10မိနစ်2မိနစ်ထားရယ်ပြီးတော့ထပ်မှွေပြီးတော့တောက်လိုက်ပါရယ်တော့ဘယ်လိုလဲဆိုလို့ရှိရင်နေ့လည်စာအစာပြေစားတဲ့အုတ်မေချောကလက်နဲ့ဆင်နေပေါ့နော်အဲ့လိုစားလို့ကောင်းတယ်ကွာအစာပြေစားလို့ရတယ်တောက်လို့လည်းကောင်းတယ်ဒီအာယုံလေးကြည့်စီရဲ့ healthy လည်းဖြစ်တဲ့စားစရာတစ်ခုလိုမျိုးတော့နေ့လည်စာဖြစ်နေလဲသုံးဆောင်လို့ကောင်းပါတယ်နောက်တစ်မျိုးကတော့ဒီတစ်ခါတော့ oat milk နဲ့ဖြော်မှာပါ oat milk နဲ့ဖြော်တာကြတော့ဒီကိုပဲဆောင်းနာလိုမျိုးရှင်တွေနဲ့ဖြော်ထားတယ်ပြီးတော့ oat milk ကိုကြတော့လင်းဘယ်လိုလုပ်လဲဆိုလို့ရှိရင်ရေထည့်လိုက်တယ်ပြီးတော့လင်းသူ့ကို4နာရီကနေ10နာရီအထိရေခဲတစ်သားတွေမှာထားလိုက်တယ်ဒါကတော့ teacher စီဇဝါဆိုရဲ healthy နဲ့ပတ်သက်ပြီးတော့ပြောနေတဲ့ teacher ရဲ့ page ကနေတွေ့ရဲ့နီးပေါ့နော် teacher က oat milk ကိုလုံနီးလေးပြထားလို့ပေါ့နော်အဲ့ဒီကနေပြီးတော့လင်းကြည့်ပြီးမှတ်မိတလောက်လေးပြန်လုပ်တာပေါ့နော်အဲ့လိုမျိုးရေခဲတစ်သားတွေမှာထည့်ထားတယ်ရေခဲတစ်သားတွေမှာထည့်ထားပြီးတော့လင်း10နာရီလောက်ပြည့်သွားတဲ့အချိန်မှာဒီ oat milk ကို blender နဲ့ကြိတ်ပါတယ် blender နဲ့ကြိတ်ပြီးတော့10မိနစ်လောက်ပဲကြိတ်တယ်ပေါ့နော်ကြိတ်ပြီးတော့သူကလုံးဝကြေသွားတဲ့အချိန်မှာအဲ့အုံရလာရဲ့အုံမိတ်နဲ့ကိုရင်နဲ့ရောဖြော်လိုက်တယ်ပြီးတော့pink sauce ထည့်တယ်honey ထည့်တခုတော့ရှိရုံးမှာဖြော်တောက်တဲ့ဒီလိုမျိုး blender နဲ့မဖြော်ဘဲနဲ့အုတ်မီးနဲ့ကိုနဲ့လောက်တိတ်မကြိုက်ဘူးလို့ခံစားရတယ်ဘာလို့လဲဆိုတော့အရန်အီပြောသွားလို့လာတော့မသိဘူးပေါ့နော်
pink sauce ထည့်လိုက်တာလည်းပါမယ်ထင်တယ်ဟိုလင်းနဲ့ရောတိတ်အရတာတော့မတွေ့ဘူးဆိုးဆိုးရွရွတော့မဟုတ်ပြီမဲ့တောက်လို့တော့ကောင်းပါတယ်ဒါပေမဲ့ဟိုရတာအရန်ထိမနေဘူးဆိုရင်ခံစားချက်ကလေးရောဖြစ်တယ်ပေါ့နော်တခုခုလိုတာလည်းဖြစ်ကောင်းဖြစ်မယ်လင်းတကြားမထည့်မိရမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်အဲ့ဒါလေးရောလင်းတကြားနဲ့တော့ထည့်မဖြော်ဘူးတော့အကဲဟိုစမ်းကြည့်ခြင်းတဲ့လူတွေတကြားနဲ့ဖြော်ပြီးတော့ချက်စမ်းကြည့်ပေါ့နော်နောက်တစ်မျိုးလေးရှိသေးတယ်ကိုကိုပေါင်ဒါမှုံရယ်နောက်ခရမာမှုန့်လေးရပေါ့နော်အဲ့ခရမာမှုန့်လေးနဲ့ထည့်ပြောလို့ရှိရင်ကြတော့သူကပိုတော့တောက်လို့တော့ကောင်းတယ်ဖြော်ရလဲလွယ်နှစ်ခုပဲထည့်ရုံပဲကွာတခြားကြိုက်တဲ့လူကတခြားလေးထည့်ပေါ့နော်အဲ့ဒါကြတော့တော်တော်လေးရတာကောင်းတယ်ဆိုရယ်ခံစားချက်ကလေးရောရတယ်ပေါ့နော်လင်းကတော့ဒီနေ့ကတော့ကိုဖြော်တောက်နေလေးအကြောင်းကိုလင်း sharing လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့က healthy way လေးဖြစ်တယ်အာယုံလေးကြည့်ရယ်အုံနောက်လေးကြည့်ရယ်အတွက်ဖြော်တောက်လို့ရအောင် sharing လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်လင်းတည့်ရဲ့နီလေးပေါ့နော်တခြားတည့်ရဲ့လူတွေရှင်လည်းကိုတည့်ရဲ့နီလန်လေးကိုလင်း post အောက်မှာ sharing လေးလာလုပ်ပေးရပါတယ်ပို့ပြီးတော့ healthy ဖြစ်ပြီးတော့ကျန်းမာတဲ့လူသားတွေဖြစ်ကြပါစေလို့ဒီစုမကောင်းလေးတောင်းပေးလိုက်ပါတယ်အဲ့တော့လင်းရဲ့ဒီ vlog လေးကိုဆုံးထိနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်တဲ့ season 3 video တဲ့ podcast လေးမှာပြန်လည်ပြီးတော့ဆုံးတွေ့ပါအောင်မယ်နော် thank you I love you all bye